မင်္ဂလာပါဒီနေ့မှာတော့ Google Flow AI နဲ့မြန်မာစကားပြောဗီဒီယိုလုပ်နည်းကိုပြောပြပါမယ်အရင်ဆုံးကျွန်တော်တို့ US VPN ခံပြရမယ် US VPN ခံဖို့ iPhone Pro VPN ကိုသုံးမယ်ကျွန်တော်တို့ iPhone Pro VPN နဲ့ဝင်မယ်ကျွန်တော်တို့ဒီမှာ start ကိုနှိပ်မယ် continue ကိုနှိပ်မယ် Okay VPN ချိတ်ပြီးဆိုရင်ကျွန်တော်တို့ Play Store ထဲဝင်မယ်တော့ search bar မှာ Google Flow Beta လို့ရှာမယ်Google Flow Beta Okay ဒီမှာပေါ်လာတဲ့ Google Flow Beta ကို install တင်မယ်ဒီမှာ Beta version ဖြစ်လို့ဒီနိုင်ငံအားလုံးသုံးလို့မရဘူးအဲဒါကြောင့် US VPN ခံပြရတယ်ဖြစ်တယ်ကျွန်တော်တို့ install တင်ပြီးရင် software တွေဝင်မယ်ဒီမှာအလုံး order time ကိုနှိပ်မယ်ဒီနေရာမှာဒီလိုပြနေကျွန်တော်တို့ခဏထွက်လိုက်မယ်ဘာမှမနှိပ်ဘူးဒီမှာဆိုရင်ကျွန်တော်က Gmail auto ချိန်နေတယ်Gmail ပြောင်းချိန်ချင်းနဲ့ဆိုရင်ဒီနေရာလေးကိုနှိပ်လိုက်မယ်ဒီမှာ sign out ကိုနှိပ်လိုက်မယ်ဒီမှာ create with Google Flow ကိုနှိပ်မယ်ကျွန်တော်တို့ဒီမှာဒီမြားလေးကိုနှိပ်ပြီးကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ Google account တစ်ခုနဲ့Gmail account တစ်ခုနဲ့ချိတ်ပေးရမယ်ကိုကြိုက်တဲ့ Gmail ရေးပြီးရင်ဒီအောက်က Continuous As ကိုဆိုတဲ့စာတန်းလေးကိုနှိပ်မယ်ဒီနေရာရောက်ရင်ကျွန်တော်တို့ next ကိုနှိပ်မယ်ပြီးရင် Continuous ကိုနှိပ်မယ်ဒီမှာ AI နဲ့ဗီဒီယိုလုပ်ဖို့ new ကိုနှိပ်မယ်ပြီးရင်ဒီမှာအပေါင်းလေးကိုနှိပ်မယ်ပြီးရင်ဒီမှာ upload ကိုနှိပ်မယ်ပြီးရင်ဒီမှာ image ကိုနှိပ်မယ်ဒီမှာ I agree ကိုနှိပ်မယ် Okay ဒီမှာကျွန်တော်တို့ပုံတစ်ပုံရေးပြရမယ်ဒီပုံကနေကျွန်တော်တို့မြန်မာစကားပြော AI ဗီဒီယိုလောက်မှာဖြစ်ပါတယ်ပုံတွေကတော့ ChatGPT တို့ဘာလို့မှထုတ်လို့ရတယ်ပုံတွေဘယ်လိုထုတ်ရလဲဆိုတော့ကျွန်တော်တို့ ChatGPT တဲကိုဝင်လိုက်မယ်ဒီမှာကိုလိုချင်တဲ့ပုံကိုမြန်မာလိုရေးပြီးထုတ်ခံလို့ရတယ်ကျွန်တော်ကတော့စာကိုဒီလိုရေးလိုက်မယ်လေတန်းမှာမတ်တက်ရက်နေတဲ့ခေါင်းမလေးပုံထုတ်ပြပါစာကိုကျွန်တော်ဒီလိုရေးလိုက်မယ်ပြီးဒီမှာမြားလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်သူပုံထုတ်နေပြီဒီမှာနည်းနည်းစောင့်အောင်မယ် Okay ဒါဆိုဒီမှာပုံရပြီဒီပုံကို download ဆွဲဖို့ဒီပုံထောက်လိုက်မယ်ဒီပုံကဒါမြားလေးကိုနှိပ်လိုက်မယ် Okay ဒါဆိုဒီပုံကဒီကျွန်တော်တို့ဖုန်းရဲ့ gallery တွေကိုဒါရောက်ရှိသွားပြီ Okay ပြီးရင် Flow AI နဲ့ပြန်ဝင်မယ် Okay ကျွန်တော်တို့ဒီမှာတစ်ချက်ပြန်ထွက်လိုက်မယ်ကျွန်တော်တို့ဒီမှာအပေါင်းလေးကိုနှိပ်မယ်ဒီမှာ email ကိုပြန်နှိပ်မယ်ဒီမှာခဏက ChatGPT ကရခဲ့တဲ့ပုံကိုရွေးမယ် Okay ဒီမှာခဏစောင့်အောင်မယ်ကျွန်တော်တို့ဒီမှာ prompt ရေးမယ်ပထမဆုံးကျွန်တော်တို့ dialogue လို့ရေးမယ်Okay dialogue လို့ရေးပြီးရင်ကျွန်တော်တို့ video ထဲမှာပြောမယ်စကားကိုရေးမယ်ကျွန်တော်တို့ဒီလိုရေးလိုက်မယ်
โอเคပြီးရင် image ကိုနှိပ်လိုက်မယ်ဒီမှာညာဘက်ကဗီဒီယိုကိုနှိပ်မယ်ဒီမှာ9:60နဲ့60:9ဆိုပြီးတော့နှစ်ခုရှိတယ်9:60ဆိုတာကဒါ TikTok အတွက်ပေါ့နော်60:9ဆိုတာကဒါ YouTube အတွက်ပေါ့နော်ကိုကဘာအတွက်သုံးပါလဲပေါ့နော်ကျွန်တော်တော့ဒါ YouTube အတွက်သုံးပါမို့လို့60:9ကိုထည့်လိုက်မယ်ပြီးရင်ဒီမှာ into 1ကိုပဲရွေးထားမယ်โอเคဒီပြီးရင်ဒီအောက်က omni flag ကိုနှိပ်မယ်โอเคဒီမှာတော့ရွေးချက်စရာ3ခုရှိတယ်ကျွန်တော်တို့အလယ်က video 3.1 light ကိုရွေးမယ်တော့အလယ်ကောင်ကိုရွေးရတဲ့အကြောင်းရင်းက credit ကသူက10ခုပဲကုန်လို့credit ကတနေ့ကိုဒါ log in ဝင်ရင်သူက50ပြီးတယ်ပေါ့နော်โอเคကျွန်တော်တို့ဒီအလယ်က video 3.1ကိုရွေးလိုက်မယ်โอเคပြီးဆိုရင်တော့ဒီမြားလေးကိုနှိပ်လိုက်မယ်โอเคဒီမှာခဏစောင့်အောင်မယ်ဒီမှာ100%ပြည့်အထိစောင့်ပြရမယ်အဲ့တော့ကျွန်တော်တို့ဒီမှာဗီဒီယိုရပြီโอเคပြီးရင်ဗီဒီယိုကိုဒါနှိပ်လိုက်မယ် AI နဲ့ဗီဒီယိုလုပ်နည်းကိုပြောပြပါမယ်မင်္ဂလာပါဒီနေ့မှာတော့ AI နဲ့ဗီဒီယိုလုပ်နည်းကိုပြောပြပါမယ်โอเคဒါဆိုရင်ကျွန်တော်တို့လုပ်ချင်တဲ့ဒါမြန်မာစကားပြော AI ဗီဒီယိုကိုဒါရရှိတော်ပြီဖြစ်ပါတယ်โอเคဒီဗီဒီယိုကို download ဆွဲဖို့ဒီပေါ်ကအဆက်30ကိုဒါနှိပ်မယ်ပြီးရင် download ကိုနှိပ်ပြလိုက်မယ်โอเคဒါဆိုရင်ရပြီမင်္ဂလာပါဒီနေ့မှာတော့ AI နဲ့ဗီဒီယိုလုပ်နည်းကိုပြောပြပါမယ်